မြန်မာပရိသတ်တွေကြားမှာ Husky လို့ခေါ်ကြတဲ့ကစားသမားကဘယ်သူလဲ။သူကတော့အင်္ဂလန်တိုက်စစ်မှု Army Husky ပါ။သူ့ကိုလူချမ်းကြီးလို့လည်းခေါ်ကြပါတယ်။ဘာလို့လဲဆိုတော့သူက6ပေ2လက်မှရှိတဲ့ကြီးမားတဲ့ကိုခန္ဓာဘောလုံးထိန်းချုပ်နိုင်မှုနဲ့နောက်တန်းကိုဖိအားပေးနိုင်စွမ်းနေကြောင်းနာမည်ကြီးခဲ့တာပါ။သူဟာသူ့ရဲ့ဇာတိမျိုးကလပ်ဖြစ်တဲ့ Leicester City ကနေကစားသမားဘဝကိုစတင်ခဲ့ပြီး2000ပြည့်နှစ်မှာစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့လီဗာပူးကိုရောက်ခဲ့ပါတယ်။လီဗာပူးဟာမိုက်ကယ်အိုဝင်နဲ့အတူတွဲဖက်တိုက်စစ်မှုဖြစ်အောင်မြင်ခဲ့ပါတယ်။2000ရာသီတစ်ခုတည်းမှာပဲဖလား3လုံးကိုရယူပေးနိုင်ခဲ့တဲ့အဓိကကစားသမားပါ။သူကဂိုးသွင်းပေးလာတဲ့ခန်းစစ်သမားတွေကိုဆွဲခေါ်ပြီးအိုဝင်တို့လိုတခြားသူတွေဂိုးသွင်းဖို့နေရာလွတ်တွေဖန်တီးပေးရမှာတော့အကောင်းဆုံးပါပဲ။နိုင်ငံအသင်းမှာလည်း62ပွဲကစားခဲ့ပြီးကမ္ဘာဖလားနဲ့ယူရိုပလိုက်ပွဲကြီးတွေမှာအင်္ဂလန်အသင်းရဲ့တိုက်စစ်ကိုဦးဆောင်ခဲ့မှုသူပါ။သူဟာပရီးမီးယားလိဂ်မှာလည်းဘာမင်ဂဟမ်နဲ့Aston Villa အပါအဝင်အသင်းမဆောင်အတွက်ဆယ်စုနှစ်2ခုနီးပါးကစားခဲ့ပါတယ်။အားကောင်းပေါင်းတန်းတာဂက်မန်ဂျီ Husky ဟာကွင်းထဲမှာပလိုင်မက်ခန်းစီတွေကိုတကယ်ပဲဒုက္ခပေးခဲ့သူပါ။နောက်ထပ်ဘယ်ကစားသမားကြောင့်ထီလို့ပါသလဲ။ကောင်းမှမပြောဟင်နော်။